အားလုံးပဲမင်္ဂလာပါပေါ့ကျွန်မဒီနေ့တပုံလေးတစ်ချက်သွားရိုက်မယ်ဟိုလောလောဆယ်ကသွားရိုက်မှာဟာကကာဖီဆိုင်ဘက်ကိုသွားရိုက်မှာအဲ့တော့လောလောဆယ်ကိုကာဖီကိုသွားနေကာဖီက7နာရီဖွင့်မယ်လို့ပြောတော့ဘူးလောလောဆယ်9နာရီ40ဆိုတော့မကြခင်ဖွင့်တော့မှာပေါ့โอเคပြီးမှတပုံလေးနဲ့ဒါလေးနဲ့မစီနောင်တင်ပေးဦးမယ်လောလောဆယ်ထိုင်းရရိုက်လုပ်ပြတဲ့ make up look လေးကိုတော့သဘောကျမျိုးပေါ့နော် BNN ကြောင့်လည်း BNN တမျိုးနော်အားဒါထိုင်း look လေးအားကြတော့သူတင်းတင်းလေးနဲ့โอเคအဲ့ဒါရောက်ပြီဟိုအများကြီးပဲတန်းစီနေလူတွေဝမ်းတာအားရပါပဲကျမနဲ့အတူအဲ့လိုမျိုးပေါ့နော်တန်းစီမယ်လို့တော့တယ်ပုတ်တိုက်မှုဖြစ်သွားတော့မယ်ကျမတို့တစ်ချက်တိုင်းခိုးကြည့်လာအောင်လို့လေလူတွေအများကြီးပဲပုံရိုက်ဖို့ပါလူတွေကြားထဲမှာဘယ်လိုသွားအောင်လဲဆိုတော့တစ်ချက်ကြည့်ရအောင်ဒီမှာရောတန်းစီနေကြလူတွေအများကြီးပဲကျမဘယ်လိုရရမှာအဲ့ဒါကျမတပုံဘယ်လို post ပေးရမှာရှက်တယ်လေဟမ်ဆက်ကြောပြထားလိုက်ဘာမှလာပြီလေတို့ခဏပဲရမမီဘာလဲတာကြည့်အောင်ဟာဝေးတော့ကာဖီဆိုင်လို့ပြောတာဟာအားတက်စားဟိုခိုးယူထားမှနေယူထားမယ်လေမလိုက်ရောက်ပါရဲ့လာပါပြီလို့အဲကျွန်တော်တပုံရိုက်ပေးမယ်သူတေးပါပြပေါ့สวัสดีค่ะไฮโยဒါတော့ဟင်းလေးလုပ်ပေးတယ်တော့ထိုင်ဒါတော့ကျမရတာကဲနောက်ဆုံးတော့ post မပေးတဲ့ကျမသူ့ဟာသူအိမ်ကိုဗီဇာပါနေတဲ့ခါကျတော့ပေါ့နော်post လေးတွေပြည့်သွားပါတယ်လိုပဲနေကြည့်မြင်မယ်လေ post ပေးရတာကောင်းနေပေါ့နော်ကဲဒါလေးကတော့နောက်ဆုံးပိုင်းနဲ့ပဲဆက်နေပါမမပြောရင်တော့တွားရုံမှာ post ပေးတပုံလေးလိုက်တင်နေကိုဒီလေးလေကောင်းတိလေးရတာရှိတယ်တော့ဒီမှာရေးဒီဒီမှာရေပေါ့နော်거리 위에 스며든 따뜻한 빛 어제와는